စိန်ဆိုတာလဲထိုက်မှရဆိုကျွန်တော်ထိုက်မှသိရဲဆိုတော့မလို့တော့အဲ့လိုမိုင်းတောင်းလို့တလန်ချင်းတက်လာဝေးဝေးလို့ပြီးကောက်ယူတော့မှာဝေးကောင်းပါတယ်ကျွန်တော်ကျတော့ကြည့်ရကျွန်တော်ကဒီ music ဘိုင်းကိုပို့ပြီးတော့ဟိုဝါသနာပါတဲ့သူဆိုတော့ music arrange ဆရာဒီယာမိုးရဲ့ music arrange ကကြောက်စရာကြီးစိန်နေလဲရန်လာနော်ရန်လာခိုးမှာဟိုပြစပြတဲ့ first scene ကြီးမှာပြလိုက်တဲ့စိန်ထဲဆိုတာတကယ်အထဲဆိုတဲ့အတိုင်းပဲထည့်လိုက်တော့မှပဲဒီဘဲပေါ့ဒီဘဲပေါ့ကျွန်တော်ဒီဘဲမိုက်တယ်ပေါ့ဒီဘဲမိုက်တယ်ပေါ့မိုက်တယ်ပေါ့အဲ့လောက်တော့ကျွန်မမခင်သေးဘူးပေါ့မခင်သေးအခုမှပထမဆုံးတွေ့ဘူးခုနခင်လားလို့မေးရခင်တယ်လို့ဖြေရပါလို့ဆိုခုနမှခင်သွားလို့ready ပါဟောကောင်းတယ်သူရဲ့ရည်တန်းရေးဆိုင် ready ပါဟုတ်ကောင်းတယ်တကယ်ကောင်းတယ်ကောင်းနော်လောက်ပါညွှန်လိုက်ပါကောင်းတယ် तू ကပုံမှန်ကျွမ်းကျင်ရေးကိုကြည့်နေကြပုံစံမသွားအဲ့ထဲမှာသူရဲ့လှုပ်ထားတဲ့ဟာတွေကတကယ်မိုက်စားဆိုဘာလို့မိုက်စားဖြစ်နေဆို orchestra လိုမျိုးချိုးထားတယ်တကယ် music arrangement အရင်ကောင်းတယ်ကင်မရာအယူဆိုင်နဲ့ light တင်နေအဝေးစားပြင်ဆင်မှုတွေနောက် set တင်နေရမိုက်တယ်ရမိုက်တယ်ဟော opera ပုံစံပေါ့ဟုတ်ဘယ်လိုမျိုး reaction လုပ်ရလဲတစ်ချက်တော့ပေါ်လာတယ်လားပေါ်လာပါတယ်အကုန်လုံးညံပါတယ်ဒိန်းပေါ့ကောင်းတယ်မျောလင့်နေပြီလား reaction အရင်မျောလင့်နေကျွန်တော်ပါလာလဲနော် just ဟုတ်တရားနဲ့ဟာတာလို့ဘယ်လိုမျိုးလေးစဉ်းစားတာလဲဘိုက်တယ်လေနော်ဟာတာလည်းမဟုတ်ဘူးနော်အဲ့ပေါ်ဟာတာလေဟာတာကျွန်တော်ပါကောင်းပါတယ်မိုက်တာပေါ့သူကလည်းဘတ်ဆုံတောင်းဆုံကအားလုံးတရုပ်ဆောင်တာကိုရိုက်တာတွေရောအကုန်လုံးမိုက်တယ်ပေါ့နော်စိန်ဆွဲဘူးကထုံးစံအတိုင်းဘာပဲတင်ဘာပဲသူတို့ရဲ့ TVC တွေကခက်ဆက်မိုက်ခဲ့တာဆိုတော့လေဒါဒီနှစ်မှာလည်း new TVC ကကျွန်တော်တို့ TVC မဟုတ်ဘဲနဲ့ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ orchestra ရဲ့ show တစ်ခုကိုကြည့်နေရတယ်လို့မျိုးခံစားရပါဟုတ်မိုက်ပါ share ပဲနာရင်နဲ့ထိသွားတယ်ဘယ်စင်းလို့တဲ့အမွေပေးမဲ့ချိန်ပေါ့သူကမွေလူနေကြတာဆိုတော့မွေတောင်းနေရအဲ့လိုမျိုးမွေတောင်းနေတဲ့အချိန်မှာမွေပေးလိုက်တာဘာကြောင့်လဲဆိုတာမျိုးပြန်စဉ်းစားစီအဲ့မှာပြန်ပြီးတော့ပတ်နဲ့ပြန်ကြည့်တော့နောက်တစ်ခေါက်ပြန်ပြတဲ့အချိန်မှာရှင်းဖြစ်သွားပထမဆုံးတစ်ချက်မှာတော့ကျွန်တော်ကတော့ဒီ actor တွေရဲ့သူတို့ရဲ့ acting လုပ်နေတဲ့ scale ကိုကျွန်တော်ကြည့်နေရပြီးတော့ဘာတွေပြနေတင်ဆက်တဲ့ဟာတွေကျွန်တော်လိုက်ကြည့်နေရဒါပေမဲ့ဒီเจ้าယာကြီးကိုဆိုတာထက်ဒီเจ้าယာကြီးကပေးလိုက်တဲ့အချိန်ကျမှဘာကြောင့်ထိုက်တာသိရမြင်ရပါတယ်အမွေလူကိုစဉ်းစားနေတယ်လူပါစိန်ဆိုတာလဲထိုက်မှရဆိုကျွန်တော်ထိုက်မှသိရဲဆိုတော့မလို့တော့အဲ့လိုမိုင်းတောင်းလို့တလန်ချင်းတက်လာဝေးလို့ပြီးကောက်ယူတော့မှာဝေးငယ်သုံးလေးပေါ့အားထားဖို့အတွက်စဉ်းစားလိုက်သေးတာကျွန်တော်ငယ်သုံးလေးမဟုတ်ဘူးအိမ်မှာတော်တော်ကြီးရတဲ့မှာပါတယ်ဘုရားပြောပေးပါဟုတ်ကောင်းပါတယ်ကျွန်တော်ကျတော့ကြည့်ရကျွန်တော်ကဒီ music ဘိုင်းကိုပို့ပြီးတော့ဟိုဝါသနာပါတဲ့သူဆိုတော့ music arrange ဆရာဒီယာမိုးရဲ့ music arrange ကကြောက်စရာကြီးဆောင်းဟိုမိုက်တယ်ပေါ့နော်ကြောက်စရာကြီးကောင်းတယ်ပြီးလို့ရှိရင် script ကလည်းမိုက်တယ်ဘယ်လိုပြောရမလဲအရာအလုံးသူကဘတ်ပေါင်းစုံတောင်ပေါင်းစုံကဟို strong ဖြစ်ပြီးတော့ compact ဖြစ်နေတော့ကျွန်တော်အဲ့ဒီအဆိုင်ဂိတ်တစ်ခုကိုကျွန်တော်စားသုံးလိုက်ရတယ်လို့ပြောပဲမိုက်ပါတော်တော်လေးကောင်းပါနောက်ွယ်က driver နဲ့ DOP မြောက်ကလည်းအရန် share ပေါ့အရင်လောင်းကောင်းကျွန်တော်ထင်တာတော့အားလုံးကဒါကြီးကိုဟိုဘယ်လိုပြောမလဲစေတနာနဲ့ပေါ့နော်စေတနာနဲ့ဝိုင်းဝန်းပန့်ပိုးပြီးတော့ပုံဖော်ကြတယ်လို့ကျွန်တော်တို့မြင်ပါတယ်အဲ့ဒါကြောင့်မို့လို့ဒါကြီးကတအားကောင်းတယ်လို့မြင်ပါတယ်မကြည့်ရသေးတဲ့သူတွေရှိရင်လည်းကျွန်တော်စိန်စပယ်ဘူးရဲ့ Facebook page မှာရှိပါတယ်သွားကြည့်လိုက်ပါစိန်နေလဲရန်လာနော်ရန်လာခိုးမှာဟိုစပြတဲ့ first scene ကြီးမှာပြလိုက်တဲ့စိန်ထဲဆိုတာတကယ်အထဲဆိုတဲ့အတိုင်းပဲထည့်လိုက်တော့မှပဲဒါပေါ့ဟိုသူတို့ကလောက်ထား Belgian စိန်ဆိုတာ reaction လေးကိုမပါခြင်းနဲ့ဟုတ်လားဟိုရပါတယ်ထဲလို့ရပါတယ်သူကစေးပါပြစ်တာနဲ့ထဲမှာကိုမိုစားတို့ပါဘလို့တော့လုံးဝ reaction မလုပ်ဘူးသေးဘူးလုပ်ဘူးပါတယ်လုပ်ဘူးလေကျွန်တော်လုပ်ဘူးလေသူဘယ်တော့ကျွတ်စိန်တော့ဟဲ့လို့ပြောကျွန်တော်လုပ်ဘူးတယ်ဒီနေ့အောင်ကြောက်သွားပြီနော်ပျော်တာပေါ့ကိုပညာပေါ့အဲ့လိုမျိုးဒီဘဲပေါ့ကျွန်တော်ဒီဘဲမိုက်တယ်ပေါ့ဒီဘဲမိုက်တယ်ပေါ့မိုက်တယ်အဲ့လောက်တော့ကျွန်မမခင်သေးဘူးပေါ့မခင်သေးအခုမှပထမဆုံးတွေ့ဘူးခုနခင်လားလို့မေးရခင်တယ်လို့ဖြေရပါလို့ဆိုခုနမှခင်သွားလို့
ခင်ဗျဘွားရမ်း အရင်ကမှအဲ့လိုပဲညံ့တယ်ကွန်နစ်တီရှိရနော် yes ညံ့ညံ့ တော့ညတိုင်း line မောရတယ်အဲ့လို line မိပါ မိသွားအဲ့လို line မိရဲ့လူတွေဆိုရင် yes တန်းခင် yes သူမြင်အော်ခင်ဗျားတို့တည်ရတော့ပြောကြမလို့တည်ခင်ဗျားကျွန်တော်တည်ရကျွန်တော်ကတည်ရလေးတည်အဲ့လိုမျိုးကြီးခင်းနေ ငယ်ပေါင်းကြီးပေါ့ ငယ်ငယ်အောင်ကြီးပေါ့